Hello ไม่มิงลาบังว่าเนาะทีนี้เราเนาะแท้ตราเนี่ยปีเนี่ยตัวเดียวฮาเลวสเต็มปีบ้าไหมอันนี้สละอันเนี่ยตัวพี่ตัวพี่สุดทีนี้อยากจะรอสระอีเนี่ยตัวไหมโอเคเนาะสระอีเนี่ยตัวไหมโอเคถ้าสรุปเช่นเช่นนี้มันก็ว่าสาติงานสาเลวตัวจีแม่เนาะทีนี้เป็นติงานสาเลวตัวพี่ตัวจีบ้าไหมโอเคตัวเมเอออืมเอออืม โอเคทีนี้เนาะทีนี้ติดละเดี๋ยวสาธิตปีด้วยเนาะตามมากะอาติงูตัวซะปีด้วยပြီเนาะอ่ะဆိုလို့ရှိရင်สระอีနဲ့ဘီနဲ့တွဲတဲ့ဟာတွေကိုသင်ပေးပါမယ်โอเคสระอีနဲ့ဘီနဲ့တွဲမယ်ဆိုရင်ကြည့်မယ်เนาะဒီမှာသူရေးထားတယ် fit and คำต่อไปนี้โอเคเนาะ fit and คำต่อไปนี้ဒီစကားလုံးတွေကိုလေ့ကျင့်ဖတ်မယ်တဲ့โอเคเนาะโอเคค่ะဆိုရင်သွားမယ် ก็อีกิအတန်ထလေးပဲလိုက်ရေးထားမယ်အတိတ်ပဲမရေးနဲ့အောင်အတိတ်ပဲကအောက်မှာရှိမယ်နော်ก็อีกิจออีจิดออีดิตออีติบออีบิออีอีคออีขีชออีชิทออีทิปออีฟพออีพิซออีสิหออีหิคออีขิชออีชิโอเคเนาะ ปีซออีสิทออีทินออีนิพออีพิมออีมิลออีลิฮออีฮิโอเคเนาะလွယ်ๆလေးဒီလောက်လေးပဲโอเคဒါဆိုရင်ဆက်သွားမယ်နှလုံးသွဲလေးတွေပေါ့နော်အသေးပဲလေးတွေကိုဆက်သွားမယ်มออามะลออีลิโอเคเนาะมออะมะลออีลิมะลิโอเคเนาะมะลิဆိုတာစပယ်ပန်းကိုခေါ်တယ်เนาะมออามะลออีลิมะลิสเปรย์ปန်းก็อะกะทออิทิกะทิโอเคเนาะกะทิဆိုတာအုံနို့ကိုခေါ်တယ်เนาะก็อะกะทออิทิกะทิအုံနို့ပြီးဒီမှာပေါ်ဣပိဒေါ်အတာပိတာโอเคเนาะပိတာဆိုတာဖခင်ကိုပြောတယ်ပိတာဖခင်โอเคเนาะပေါ်ဣပိဒေါ်အတာပိတာဖခင်เนาะပြီးဆက်သွားမယ်နားဟာပဲเนาะပေါ်ဣပိဒေါ်အတာပိတာဖခင်နဲ့โอเคเนาะก็อากะပေါ်ဣပိကပိโอเคเนาะကပိဆိုတာပစုံငပိကိုပြောတာပစုံငပိမဟုတ်เนาะငပိရေမဟုတ်เนาะကပိပစုံငပိကိုခေါ်တယ်เนาะ ก็อากะปออีปิกะปิไปส่งกะปีเดี๋ยวเนาะปีนมาก็อากะทออิทิกะทิองหนูเนาะมออามะลออีลิมะลิสเปบาเนาะပြီးရင်ဝါဤဝိချောอาชาဝိချာဆိုတာကျတော့ပညာကိုခေါ်တယ်ဝိချာပညာအတတ်ပညာတိအတတ်ပညာကိုပြောတာပေါ့နော်ဝါဤဝိချောอาชาဝိချာနော်အတတ်ပညာပြီးปออีปิยออายะปิยะโอเคเนาะปิยะဆိုတာကျတော့မောဆဆန်ပစ္စည်းတွေပြောမောပစ္စည်းမောမောပြောတာပေါ့ကွာပိယโอเคเนาะမောပစ္စည်းမောပြောတယ်ပြီးတော့နာမည်လည်းခေါ်လို့ရတယ်ပိယโอเคเนาะပိယဆိုတာနာမည်လည်းပေးလို့ရတယ်လို့အာအဲ့ဘယ်လိုပြောလဲမြန်မာလိုဘယ်လိုပြောလဲဟိုနက်နက်ရှိုင်ရှိုင်ပြောချင်တယ်ဆိုလို့ရှိရင်ပိယဆိုတာမော်ဝင်ပစ္စည်းမော်နဲ့ပတ်သက်တဲ့ဟာတွေကိုပြောလို့ရတယ်ဒါမှမဟုတ်ရင်နိုင်ပိယအမ်လူရဲ့နာမည်နဲ့မသုံးလို့ရတယ်โอเคเนาะပြီးရင်ဝိထီဝါဤဝိထောဤထီ
ဝိธีဝိธีဆိုတာနီလန်းကိုပြောတာနီလန်းဥပမာဝိธีทำဆိုရင်လုပ်တဲ့နီလန်းအဲ့ဒါနီလန်းကိုပြောတယ်ပေါ့နော်ပြီးရင်ဖိธีဖောဤဖိထောဤธีဖိธีဖိธีဆိုတာအခမ်းအနားပွဲကိုပြောတာအခမ်းအနားကျင်းပတယ်ဖိธีနော်ပွဲကျင်းပတာဟောဤဖိထောဤธีဖိธีโอเคနော်အခမ်းအနားပွဲကျင်းပတာပေါ့အဲ့ဒါကိုပြောတယ်စောဤစီလောအလာစိလာโอเคနော်စောဤစီလောအလာစိလာဆိုတာနာမည်မှာလည်းသုံးလို့ရတယ်လို့ကြောက်တုံးလို့လည်းပြောလို့ရတယ်စိလာโอเคနော်ကြောက်တုံးကောဤကိလောဤလိโอเคနော်ကိလိယောအာယာကိလိယာဆိုတော့အပြုအမူကိုပြောတာကိလိယာအပြုအမူโอเคနော်နောက်တစ်ခါကျတော့ဟောဤဟိဆိုတာရည်တာကိုပြောတာဟာဟာတို့ဟိတို့ရည်တဲ့ပုံစံကိုပဲပြောတာပေါ့နော်ရည်တယ်ပေါ့နောအာနာလောဤလိနာရိကောအာကာနာလိကာโอเคနော်နောအာနာဒါလောကျူလာနော်လောကျူလာဆိုတော့လောအတန်ပဲထွက်မယ်လာအတန်ပေါ့နော်နောအာနာလောဤလိโอเคနော်ကောအာကာနာလိကာဆိုတာနိုင်ယူပြောတယ်နော်နာလိကာโอเคဒါဆိုရင်ဆက်သွားမယ်အောက်ကဝါကြောက်ဖွဲ့စကားလုံးလေးတွေကိုသွားမယ်ပေါ့နော်ပေါ်ဤပိဒေါ်အတာပိတာဖခင်တဲ့မော်ဤမီရှိတီโอเคနော်တောအတပေါ်ဥပိုတပိုးဆိုတာတန်ကိုခေါ်တယ်နော်ပိတာမီတပိုးတဲ့โอเคနော်ဖခင်မှာတန်ရှိတီတဲ့โอเคနော်ဒီမှာဖခင်မှာတန်ရှိတီโอเคပြီးရင်နောအနာလောဤအေးလောဤလိနာလိကောအာကာနာရိကာတဲ့နိုင်ကာတဲ့โอเคနော်လောအလာခေါ်အခါဆိုတာလာခါနော်လာခါတဲ့ဒေါ်ဤတီကောင်းတယ်တဲ့လာခါတီโอเคနော်နာရိကာလာခါတီနိုင်ကဈေးကောင်းတယ်တဲ့โอเคနော်လောအနာလောဤလိကောအာကာနာလိကာလောအလာခေါ်အခါဒေါ်ဤတီရာခါတီရာခါဆိုတာဈေးတီဆိုတာကောင်းတယ်နော်နာရိကာနာလိကာရာခာတီโอเคနော်နာလိကာရာခာတီနာယီကဈေးကောင်းသည်တဲ့โอเคနော်နောက်ပြီးတော့ဒီမှာတောအတာစောဤစီโอเคနော်တာစီတာဆိုတာအဖိုးစီဆိုတာအဖိုးရဲ့နာမည်โอเคနော်တာစီရဲ့အဖိုးစီရဲ့မော်အီမီရှိတီရဲ့မော်အမလော်အီလီโอเคနော်မလီဆိုတာစပယ်ပန်းနော်တာစီမီမလီโอเคနော်တာစီမှာစပယ်ပန်းရှိတယ်တဲ့โอเคနော်တာစီမှာစပယ်ပန်းရှိတည်တဲ့โอเคနော်နားလည်မယ်နော်နောက်တစ်ခုသွားမယ်ပေါ်ဤပိတော်ဤတိပိတိဆိုတာနာမည်ကိုပြောတာဒီကလေးလေးရဲ့နာမည်ကပိတိရဲ့โอเคနော်မောအာမာလာတယ်ဟောအာဟာစီကိုတဲ့ပေါ်ဤပိဒေါ်အတာဖခင်နော်ပိတာဖခင်ပိတိမဟာပိတာပေါ်ဤပိတော်ဤတိပိတိနာမည်နော်ဒီကလေးလေးရဲ့နာမည်ဟောအာမာဟောအာဟာမာဆိုတာလာတယ်ဟာဆိုတာစီကိုတဲ့โอเคနော်ပေါ်ဤပိတော်အတာပိတာဖခင်နော်ပိတိမဟာပိတာโอเคနော်ပိတိမဟာပိတာပိတိကဖခင်စီကိုလာသည်တဲ့โอเคနော်โอเคနောက်တစ်ခုကဒီမှာဘောဤပိဒေါ်အတာပိတာမော်ဤမီနော်မော်ဤမီဆိုတာရှိတယ်ဝေါ်ဤဝိချောအားချာဝိချာဆိုတာပညာကိုပြောတယ်ဒေါ်ဤတီကောင်းတယ်နော်ပိတာမီဝိချာတီဖခင်မှာပညာကောင်းရှိသည်ရဲ့โอเคနော်ပညာကောင်းရှိသည်ဝိချာဆိုတာပညာကိုပြောတယ်နော်ဒီဆိုတာကောင်းတယ်ပညာကောင်းပေါ့ပိတာပညာကောင်းပိတာစီမှာပညာကောင်းရှိသည်ရဲ့โอเคနော်โอเคဆက်သွားမယ်နော်နာလီနောအနာလောအီလီနာလီဆိုတာဒီကလေးမလေးရဲ့နာမည်ဒီမှာအပြာရောင်အင်ဂျီလေးနဲ့ဝတ်ထားတယ်နော်နောအနာလောအီလီနာလီဆိုတာဒီကလေးမလေးရဲ့နာမည်မော်အီမီရှိသည်တဲ့နော်ကောအီကိလောအီလီကိလိယောအာယာကိလိယာဆိုတာအပြုအမူโอเคနော်ဒေါ်အီတီဆိုတာကောင်းတယ်နော်နာလီမီကိလိယာဒီโอเคနော်နာလီမီကိလိယာဒီ
နာလေးမှာအပြုတ်မှုကောင်းတွေရှိသည်တဲ့โอเคနော်ကိရိယာဆိုတာရည်ကျေးသိမ်မွေးမှုအပြုတ်မှုအကုန်လုံးပြောလို့ရတယ်နော်โอเคအဲဆိုရင်နောက်တစ်လုံးဆက်သွားမယ်နော်กรออะกระทออาทะกระทะโอเคเนาะมออีมีกระทะโอเคเนาะกระทะကိုအရင်ရှင်းပြမယ်กรออะกระทออาทะกระทะဆိုတာဒဲအိုပြောတယ်မောအီမီရှိတယ်ကောအာကထောအီတိကတိกระทะมีกระทิกระทะဆိုတာဒဲအိုมีဆိုတာရှိတယ်กระทิဆိုတာအုံတို့โอเคเนาะกระทะมีกระทิโอเคเนาะ ဒဲအိုထဲမှာအုံလို့ရှိသည်ရဲ့โอเคနော်ဒဲအိုမှာအုံလို့ရှိသည်โอเคနားလည်မယ်နော်ဒဲအိုထဲမှာအုံလို့တွေတွေ့လာနော်ဒီမှာလဲနာလီမီကိလိယာတီနာလီမှာကောင်းတဲ့အပြုတ်မှုရှိတယ်ကောင်းတဲ့ယဉ်ကျေးမှုရှိတယ်အဲ့လိုပြောလို့ရတယ်ဒီမှာဒါနာလီရဲ့လူကြီးရဲ့ရှေ့မှာခါလေးကုံပြီးသွားတာအဲ့ဒါကိုပြောတာပေါ့နော်ယဉ်ကျေးမှုရှိတယ်ကောင်းတဲ့အပြုတ်မှုရှိတယ်โอเคโอเคဒါဆိုလို့ရှိရင်ဒီနေ့သင်မှာဒီလောက်ပါပဲနောက်ထပ်နေ့တွေမှာပြန်ပြီးတော့ဆုံပါမယ်နောက်နေ့ကျလို့ရှိရင်ဗာသင်ပေးမလဲဆိုရင်ဒီမှာစာရဥโอเคနော်စာရဥနဲ့ဘီနဲ့တွဲတဲ့ဟာသင်ပေးမယ်နောက်ထပ်အပိုင်းတွေမှာပေါ့နော်စာရဥနဲ့ဘီနဲ့တွဲတဲ့အပိုင်းတွေကိုစာရဥနဲ့ဘီနဲ့တွဲတာကိုနောက်ထပ်အပိုင်းတွေမှာသင်ပေးပါမယ်ဒီနေ့ကတော့ပါပဲနားမလဲတာနားမလဲတာတွေရှိတယ်ဆိုလို့ရှိရင် comment ထဲမှာမေးထားခဲ့ပါအကုန်လုံးပြန်လာဖြစ်ဖြစ်ပါမယ်အာအားလုံးလည်းထိုင်စာကိုလွယ်လွယ်ကူကူနဲ့အာလေ့လာနိုင်ပါစေလို့ညွှန်လင်းပါတယ်အားလုံးပဲမင်္ဂလာပါနောက်တဲ့ file လေးမှာပြန်ဆုံပါမယ် bye bye